ညီကမောင်မတို့သိချာနားထောင်ပါပညာရေးတွေရှာပြီးတော့သင်တာကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့အဓိကဘဝရဲ့နံပါတ်1ရှာရမယ့်အရာကအထက်အရာဖြစ်တယ်ဒီကာလမှာလူတွေတော်တော်များများသူတို့ရဲ့အသက်တာထဲမှာဘာအတွက်ရုန်းကန်နေလဲဆိုတော့မြေကြီးအရာအတွက်ရုန်းကန်နေကြတယ်ပတ်စံအတွက်ငွေကြေးအတွက်အောင်မြင်မှုအတွက်စတေးကြတယ်ဒီနေ့မိသားစုများကျမတို့ရဲ့အသက်တာမှာဒီနေ့ဒီတမန်တရားကိုပြောရင်ကျမလွန်ခဲ့တဲ့တစ်ပတ်မှာ post 2ခုတင်တယ်ပထမ post တစ်ခုကငပိတောင်းစားတဲ့ဗီဒီယိုလေးအဲ့ဒီဗီဒီယိုကိုတင်တယ်နောက်တစ်ခုဗီဒီယိုလည်းတင်တယ်အဲ့ဒါပါလဲဆိုနှုတ်ကပတ်တော်အမှုတော်ဆောင်မှာဆိုရင်နှုတ်ကပတ်တော်လည်းကျမတို့တင်တယ်ဘယ်ဟာ viewer ပုံများမှထင်လဲငပိတောင်းစားတဲ့ဗီဒီယိုကလေ viewer တော့ပြောမနေနဲ့တော့like and share တော့လူအယောက်1000ကျော်တယ်1500ကျော်တယ်အမှုတော်ဆောင်မှာဆိုတဲ့ဗီဒီယိုကလစ်ဘယ်လောက်ရှိမှတင်ထင်လဲလူရောက်80ကျော်80ကျော်100ကျော်ပေါ့ပေါင်းလိုက်ရင်ဒီမှာ1500ကျော်နဲ့ဒီမှာ100ကျော်ကွာလားမကွာဘူးလားအဲ့ဒါလူတွေဘာစိတ်ဝင်စားလဲဆိုတာအရေးကြီးတယ်လူတွေကဒီကာလမှာနှုတ်ကပတ်တော်ကိုစိတ်ဝင်စားလူတွေကဒီကာလမှာမြေကြီးနဲ့ဆိုင်နဲ့ဘာမဟုတ်တဲ့ငပိတောင်းစားတာကိုအရန်ကြိုက်ကြတာအသက်နဲ့ရှင်တဲ့နှုတ်ကပတ်တော်လူတွေမကြိုက်ကြဘူးဒီနေ့နှုတ်ကပတ်တော်ကိုသင်ဖြန့်ဝေရမယ့်ကာလကဒီကာလဖြစ်တယ်လူတွေကဖျားနဲ့ဆိုင်တဲ့အရာကိုလေစိတ်ဝင်စားအောင်ဘယ်နေရာမှာပိုးချောင်ကောင်းရမလဲဘယ်နေရာမှာ discount ရမလဲဘယ်နေရာမှာအဝတ်စားတန်တန်လေးရမလဲဘယ်နေရာမှာတော့ cosmetic တွေ discount ချမလဲအဲ့ချိန်ကျမျက်စိလေးတွေအယောင်တောက်သွားတာဒါပေမဲ့မှတ်ထားဒီနေ့သင်နဲ့ကျွန်တော်စိတ်ဝင်စားမယ့်အရာကအထက်အရာဖြစ်တယ်အထက်အရာကိုစိတ်ဝင်စားတဲ့သူနဲ့မြေကြီးအရာကိုစိတ်ဝင်စားတဲ့သူနဲ့မတူတော့တန်မိုးထားတာချင်းမတူတော့အထက်အရာကိုဆွဲလန်းတဲ့သူကလည်းသူတို့ရဲ့အသက်တာထဲမှာသူများတွေနဲ့ပြောပြလို့မရနိုင်တဲ့ညီသက်ချင်းသူတို့မှရှိတယ်အထက်အရာကိုဆွဲလန်းတဲ့သူကလည်းတရက်ပူပူချောလာတယ်မြေကြီးအရာကိုဆွဲလန်းတဲ့သူကပို့အိုးစားတယ်တချို့တော့အမျိုးသမီးတွေတချို့တော့အမျိုးသားတွေကြည့်လိုက်သူတို့ရဲ့အသက်အရွယ်ကလေရှိသင့်မဲ့အနေထားတဲ့မဟုတ်မနဲ့ပို့လို့ရင့်တာဘာကြောင့်လဲသလားမြေကြီးအရာထဲမှာလေတအားဆွဲလန်းခြင်းအားကြီးနေလို့တကယ်တော့ဘုရားသခင်သူတို့ရဲ့အသက်အရွယ်နဲ့သူတို့ကိုပေးရမယ့်ရုပ်ရည်နှုတ်ပြခြင်းကဘုရားပေးတဲ့ဘုန်းတရီဖြစ်တယ်ဒီနေ့ညီကောင်မတို့ကျမတို့ဘာဆွဲလန်းလဲကျမလည်းဆွဲလန်းနေနော်သင်ဥစရာဖြစ်ပြီးတော့မြေကြီးရမဆွဲလန်းမထင်ပါနဲ့ယုံကြည်သူဖြစ်ပြီးတော့မြေကြီးရမဆွဲလန်းလို့မထင်နဲ့ပို့ဆွဲလန်းတာယုံကြည်သူဖြစ်ပြီးတော့အလားမကြိုက်ဘူးလို့မထင်နဲ့အိမ်မှာသွားကြည့်လိုက်ဟိုတကောက်ဧည့်စင်းနဲ့လာစစ်တော့ဖက်နှက်ကတော့အရန်20လောက်ရှိတယ်ဒီအိမ်မှာလူ3ယောက်ပဲနေရလားတဲ့အဲ့ဒါတယောက်ကညီမလေးတယောက် post တင်တယ်အမလေးငါအိမ်မှာလာကြည့်ပါလားအဲ့ဒီအရန်100လောက်ရှိတယ်တဲ့ဘာလို့ဆိုဖက်နှက်အရန်ကြိုက်တာ哦ယုံကြည်သူတွေကပို့ပြီးတော့လောကရအောင်ဆွဲလန်းကြတယ်ဒီနေ့နှုတ်ကပတ်တော်ကဘာပြောလဲမျက်မှောက်မှာထင်ရှားတဲ့အရာခဏတာပဲတီးတယ်မထင်ရှားတဲ့အရာတွေရှိတယ်။ကင်တွယ်လို့မရတဲ့အရာတွေရှိတယ်။ဒါပေမဲ့အဲ့အရာကိုဆွဲလန်းလားဥပမာပြောမယ်ချစ်ချင်းမြတ်တာပေါ်မှာကျမတို့ဆွဲလန်းလားမလိန်နဲ့အခုတယောက်ချစ်ပြီးနောက်ဆိုခဏနောက်တယောက်ပြောင်းတယ်။ဒီဇိုင်းမတ်နဲ့တယောက်တည်းပဲချစ်တာရှားလားမရှားဘူးလား။မမြင်ရတဲ့အရာကိုဆွဲလန်းရင်လေသစ္စာရှိပဲတယောက်တည်းပဲတဘွားလုံးချစ်တာ။ဒါကြောင့်စာတန်းလေးရရှိတယ်။တဘွားလုံးအတွက်မရွေးချယ်ဘူးဆိုရင်ချစ်တယ်ဆိုတဲ့စကားကိုမပြောပါနဲ့ဒီနေ့လူတွေကလေတင်ကောင်းလေကျွန်တော်မဆိုးပါနင်ငါ့ကိုသစ္စာမဖောက်သူရဲ့ငါနေ့ပေါ်မှာသစ္စာလုံးဝမဖောက်ဘူးလူတွေကအထက်အရာဖြစ်တဲ့ချစ်ချင်းမေတ္တာလို့ပြောတဲ့အရာဆွဲလန်းလားတီးခံခြင်းနှုတ်ကပတ်တော်ဖတ်ကြားခြင်းဆွဲလန်းလားဆွဲလန်းရင်သင်ကိုဖျားသခင်တာဝေကောင်းချီးပေးမယ်အာမင်ဒါပေမဲ့တရားမှာ85%လို့တော့လူတွေကနှုတ်ကပတ်တော်ကိုမဆွဲလန်းဒါကြောင့်နှုတ်ကပတ်တော်ကိုမဆွဲလန်းတဲ့သူတွေကိုဗာသိရလေသလားအသက်တာထဲမှာရင့်ကျက်ခြင်းအသီးအပွင့်နဲ့မမြင်ရအောင်နှုတ်ကပတ်တော်ကိုဆွဲလန်းနေသူကတော့ပြဿနာတွေရှိရင်ရှိမယ်သူတို့ပါဇက်တရားနဲ့ဘလောက်ပဲပြအဆုံးမှာဖခင်ရဲ့အလိုတော်တိုင်းသူတို့ဆက်သွားကြတယ်မဿဲ6:33မှာနိုင်ငံတော်နေဖြောင်းမခြင်းတရားတော်ကိုရှေ့ဥစွာရှာကြလောနောက်မှာထို့ရမျိုးတက်ပြီဒါပေမဲ့အရှိမထားတာကဖခင်ရဲ့နိုင်ငံတော်အနောက်မှာလိုတဲ့အရာဒါပေမဲ့ကျမတို့ကပထမအရာမှာဘယ်နေရာကိုထားလဲလိုတဲ့အရာမဟုတ်ဘူးလားဘာကြောင့်စိတ်ဆင်းရဲတာလဲဘာကြောင့်ငိုရတာလဲအရှိအနောက်ထားတာမားနေလို့တရက်ပူပန်နေရတာဘာကြောင့်လဲအဲ့ဒီနောက်မှအရာကိုအရှိဆုံးမှအရင်လိုချင်နေကြလို့ဝမ်းနေရတာနောက်မှဖျားပေးမယ်ဒါကနင့်အတွက်နောက်မှဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့ကနိုင်ငံတော်ကနောက်ထိုးလိုတယ်ဆိုတဲ့အရာအရှိမှတင်ထားတဲ့အခါမှာဝမ်းနေကြရတယ်မဟုတ်ဘူးလားမိသားစုများ